ဖြစ်ပေးနေလို့လဲ မလားပဲခုနကပြောခဲ့လေ မပြောပါဘူး အဲ့ဒါလာအောင်မလား ဟာအော် အဲ့ဒါဘာလို့လဲဟိုကိုညီထွတ်စော်ရဲ့ညီမလား ဒီမှာညီမမရှိပါဘူး ဟောဒါဆိုအမွာလားတယောက်က6နေ အမွာလည်းမရှိဘူး ဟေး ကဲပြောကြအောင်ရှင်းလုံးရင်ရှင်းလင်းလေးလုပ်ပြီးကြပြီလား ရှင်းပြီပါပြီ မရှင်းဘူးလေ တကယ်ပြောရလားဟုတ်မရှင်းရသေးဘူးလားကျမရှင်းပေးရမလား ညီထွက်စောညီဘလို့ဖြစ်ပြီးတော့ဒီလိုပုံစံဝက်လာလဲညီကငါးခွဲပဲမဟုတ်လား ငါ့ခွဲကြာပြီသူနဲ့တွေ့ရ6သွားတာ 6ကပါသွားလို့လား လင်းသွားရှာတာဘာတွေပြောနေရလဲ6ကတော့ကူအဲ့ရကြတယ်ကျမရှင်းတဲ့တွေ့ရအပြေက6သွားပြီပုံမှန်လင်းလင်းဖြစ်သွားပြီလို့ပြောတာ ထွက်စောစိတ်ဆင်းရဲလိုက်တာအဲ့လိုမှဒီငါနဲ့မခေါ်ပါဘူး ဟာမခေါ်လို့ရမလားဟဲ့ဒီဇလန်မှာတို့ကအဓိကတရုပ်ဆောင်မင်းတို့ကအရန်ကဲပြောအောင်ဒီအစ်မနဲ့ဇလန်ဘယ်လိုလဲ သူကကျွန်တော်ရဲ့စရင်ကိုနားလည်သွားလို့ကျွန်တော်ပုံမှာထားတဲ့အမျိုးတေးတွေကိုဖြတ်လိုက်ပါပြီရဲ့ဒီဇလန်းမှာအဓိကကူညီပေးခဲ့ကိုညီထွတ်စော်ကိုလည်း ဘယ်လိုခေါ်လိုက်တာလဲဟာဒီလိုဆိုလဲအစောလို့ပဲခေါ် ဟုတ်ကဲ့ပါအစောဟုတ်ပါဘူးလူတို့ပြောကျွန်တော်ဘယ်လိုခေါ်မှလဲတော့ ဘလို့မှခေါ်မနေနဲ့သူစိတ်ရင်းနဲ့သူသွားလိုက်မယ် ဟဲ့သွားကြလားအစ်စ်မနင်အခုတော့ကျေးဇူးကမ်းပြီပေါ့ဟုတ်လားငါကလည်းနင်အကူကြီးတောင်းလို့ချိန်လို့စွတ်ကြားလာခဲ့ရတာဟုတ်ကျမဘာမှန်းလေဒါပဲတိလားရှင်နဲ့အဲ့အစ်စ်မိုင်းနဲ့အဆင်မပြေသေးဘူးဆိုရင်လေသူ့ကိုမေးလိုက်တော့ဒီကောင်မကလေတအားကြီးထူတာရေးကုန်မချုံကျမကလေရေးချိုးတယ်တိလားအကျမနဲ့လိုက်ခဲ့လိုက် ဘယ်ကိုလိုက်ရမှာလဲ ရေချိုးခန်းအောင်လေကြဟုတ်ပါဘူးဟိုကျမကြီးမထူဘူးလို့အဲ့တော့အဲ့အစ်စ်မောင်မယူနဲ့ပါကျမကိုပဲယူလိုက်တာ အဲ့လိုတော့ဘယ်လိုပါလဲဗျာ ဟာအတန်ဆိုးနေဘလို့ဖြစ်တာလဲခဏတည်းတည်းကြည့်စမ်းလူများမစားကောင်းတဲ့အဒီကြာနေတာပဲစားကောင်းလားမစားကောင်းလားသိချင်ရေးကြည့်ပါ မလားကျွန်တော်မရတော့ ညီချစ်မလို့လား ဟုတ်တယ် ဟုတ်တယ်ဆိုလား ဟာမတော်ဘူးမလောက်နဲ့တော့ကျွန်တော်ငွေလာပဲယူမှာပြေး ကျမလည်း